တာတေနဲ့မြင်းစည်းခေါင်းပြတည်ရဲ့ကြီးအပိုင်းကျက်ညနေခင်းကမိုးတိမ်တွေအနှက်ရောင်တက်နေတဲ့ချိန်တာတေကရွာတွေကလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးလူတွေပြောနေတဲ့စကားကိုနားထောင်နေတယ်ညတိုင်းမြင်းထန်ကြားရတယ်ဆိုတာမင်းတို့ကြားဘူးလားလို့ဆိုင်ရှင်ဥပုမောင်ကမေးတယ်တာတေကမျက်လုံးနဲ့ကျဲသွားတယ်မြင်းထန်လားဒီရွာမှာမင်းစည်းတဲ့သူမရှိပါဘူးနော်လို့တာတေပြန်ပြောတယ်အဲ့ဒီအချိန်မှာအိုလူကြီးတယောက်ကအသံနှိမ့်နေပြောလာတယ်ဒါမြင်းမဟုတ်ဘူးမင်းစည်းခေါင်းဖြစ်တည်ရဲ့ကြီးလို့ပြောကြတာပဲလူတွေတိတ်သွားကြတယ်အိုလူကြီးကဆက်ပြောတယ်ညတနာရီကြော်လောက်ဆိုမြင်းစံတုံတုံနဲ့ရွာအနားကလမ်းပေါ်မှာလာတယ်မြင်းပေါ်မှာလူတယောက်ရှိတယ်ဒါပေမဲ့ဘာဖြစ်လဲလို့တာတီမေးလိုက်တယ်အိုလူကြီးကမျက်လုံးကြီးနဲ့ချီပြီးပြောတယ်ခေါင်းမရှိဘူးလက်ဖက်ရည်ဆိုင်ထဲမှာထိုင်နေတဲ့လူတွေတချို့တုံသွားကြတယ်အဲ့ဒီအချိန်မှာဆိုင်တကားကနေလူတယောက်ဝင်လာတယ်။သူမကအနက်ရောင်အဝတ်ဝတ်ထားပြီးမျက်လုံးထဲမှာထူးဆန်းတဲ့အလင်းတစ်ခုရှိနေတယ်။ဒါတွေကကြည့်လိုက်ပြီးတိတ်တိတ်လေးပြောလိုက်တယ်။မဖဲဝါကဒါဒီဘေးမှာထိုင်ပြီးတိုးတိုးပြောတယ်။ဒါတင်ဒီရွာမှာတရေတကောင်လှုပ်ရှားနေတယ်။ဒါတရေတောင်မကဘူးအန်ဒီရဲ့ကြီးတဲ့အရာတစ်ခုပဲ။ဒါတွေကမေးလိုက်တယ်။မြင်းစည်းခေါင်းပြတရေကြီးလား။မဖဲဝါကခဏတိတ်နေပြီးပြောတယ်။ဟုတ်တယ်။ဒါပေမဲ့အဲ့ဒီတရေကဒီညပဲရွာဝင်လာတော့မယ်။အဲ့ဒီအချိန်မှာရွာအပြင်ဘက်ကနေအတန်တစ်ခုကြားလာတယ်။တဒုတ်မြင်းတယ်လူတွေအားလုံးတကားဘက်ကိုလှည့်ကြည့်ကြတယ်။မဖဲဝါကတာတေကိုကြည့်ပြီးတိုးတိုးပြောလိုက်တယ်။တာတေမထွက်နဲ့။ဒါပေမဲ့တာတေကပြုံပြီးပြောလိုက်တယ်။မြင်းချင်းတယ်အဲ့ဒီမြင်းစီတရေကြီးကိုသူတကားဖွင့်လိုက်တဲ့အချိန်မှာလမ်းအလယ်မှာမြင်းအနဲ့ကြီးတကောင်ရပ်နေတယ်။မြင်းပေါ်မှာလူတယောက်ဒါပေမဲ့ခေါင်းမရှိဘူး။အဲ့ဒီအချိန်မှာမြင်းစီတရေကြီးကတာတေဘက်ကိုလှည့်လာပြီးလက်ထဲမှာကိုက်ထားတဲ့အရာကိုမြှောက်ပြလိုက်တယ်။တာတေမျက်နှုံးကြည့်သွားတယ်။အဲ့ဒါကလူတယောက်ရဲ့ခေါင်းပဲ။ဒါပေမဲ့အဲ့ဒီခေါင်းကတာတေကိုပြုံးပြနေတယ်အပိုင်းနဲ့မှာဘာတွေဆက်ဖြစ်မှာလဲ